နောက်တစ်ခုမျိုးနဲ့မှရှိရဲ့ပေ40-60လမ်းမတန်းအယောင်တည်တဲ့နေကိုညီမအခုပြပြပေးပါမယ်နော်။ဘာတွေလဲဆိုလို့ရှိရင်တော့36ရက်ကွက်စစ်တောင်းလမ်းမကြီးပေါ်မှာဆိုရင်တော့နှစ်ကွက်တွဲကိုကရန်အမီပေါက်9200နဲ့ရှိမယ်။42ရက်ကွက်မင်းရင်ကျော်စားပေါ်မှာဆိုရင်တော့နှစ်ကွက်တွဲကရန်အမီပေါက်ကို6400နဲ့ရှိပါမယ်ရှင်။44ရက်ကွက်မန်ဒီလမ်းမကြီးပေါ်မှာဆိုရင်တော့ပေ40-60မြေတီးတိုင်ကြီးပဲစာရွက်စာတမ်းကရန်အမီပေါက်ကိုမြန်မာငွေ3000နဲ့အညီနိုင်ရှိပါမယ်ရှင်။45ရက်ကွက်မန်ဒီလမ်းမပေါ်မှာဆိုရင်တော့ပေ40-60မြေခွက်ကြီးပဲတီးတန့်ကိုကရန်အမီပေါက်29,900နဲ့ညီနိုင်နဲ့ရှိပါမယ်ရှင်။နောက်ပြီးတော့35ရက်ကွက်လော်ပီတာလမ်းမပေါ်ပေ20-60ခရံအမီပေါက်မြေကွက်လေးကိုမှ34,500 44ရက်ကွက်ဘာဒီလမ်းမပေါ်ပေ45-60ခရံအမီပေါက်မြေကွက်ဓာတ်ကွက်လေးကိုမှ29,900 44ရက်ကွက်မန္တလေးလမ်းမပေါ်ပေ40-60ခရံအမီပေါက်မြေကွက်ဓာတ်ကွက်လေးကိုမှ3,000 44ရက်ကွက်မြေကျော်စာလမ်းမပေါ်ပေ40-60ခရံအမီပေါက်မြေကွက်ကိုမှ3,000ကျပ်ဆက်လက်ပြီးတော့မှ38ရက်ကွက်တပင်ရွှေတီလမ်းမကြီးပေါ်မှာပေ40-60မြေကွက်ကြီးပဲကိုကရန်အမီပေါင်း3,500နဲ့ရှိပါမယ်28ရက်ကွက်မန္တလေးလမ်းမပေါ်မှာပေ20-60မြေတီးတန်ကရန်ခွဲပြီးတော့မှ3,6,500 31ရက်ကွက်ပြင်းအောင်လမ်းမကြီးပေါ်မှာပေ20-60ကိုမြေတီးတန်ကရန်ခွဲပြီး3,9,500နဲ့39A ဘရင်အောင်ပေါ်မှာတော့40-60မြေတီးတန်ပဲကိုကရန်အမီပေါင်း3,400နဲ့ရှိပါမယ်ရှင်နောက်ထပ်မှာ28ရက်ကွက်မန္တလေးပေါ်မှာဆိုရင်တော့ပေ40-60မြေကွက်ကြီးပဲကိုကရန်အမီပေါင်း2,600နဲ့ရှိပါမယ်ရှင်